Okay ဆိုတော့ပထမဆုံးကျွန်တော်တို့ Florida ကိုဝင်လိုက်မယ် Florida ကကျွန်တော်ဒီ test file ပေါ့နော် test file ကိုဖွင့်မယ်ဒီ Florida download link ကိုလည်းကျွန်တော် description မှာချထားပေးပါမယ်နော်နံပါတ်1ဘာကြောင့်ကိုပိုင် VPN လုတ်တင်တယ်လဲပေါ့နော်ကျွန်တော်ဒီ video ကိုလုပ်ရတဲ့ purpose ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်free VPN မှာဘယ်လိုမျိုးတွေရှိတယ်ဆိုတော့ကျွန်တော် add ဒီကြော်ညာတွေကြည့်ရမှာနော်တခါကြော်ညာတွေက5 second 10 second တော့မဟုတ်တခါကြလို့ရှိရင်ကျွန်တော်15 second 30တွေကြည့်ရမျိုးရှိတယ်ပြီးကျွန်တော် speed လို့သူရဲ့ဒီ connection speed တွေကလည်းဟို time တိတ်မကောင်းပါတော့ဟို free server ဖြစ်တဲ့အတွက်မလို့လူပေါင်းစုံသုံးတဲ့ခံမျိုးကြတော့ speed တွေက slow ဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီ mobile data တွေwifi တွေ line မကောင်းတဲ့ခံမျိုးကြရင်ပိုတော့ဆိုးတယ်ပေါ့နော်ဒီ weak connection ကကြတော့ကျွန်တော်တို့ဟိုအချိန်တည်းမမြဲဘူးပေါ့နော်ခဏပြင်ပြုတ်တယ်ပေါ့နော်အဲ့လိုမျိုးရှိမယ်ပြီးကျွန်တော် leak privacy ကကျွန်တော်တို့ရဲ့ကိုယ်ပိုင် data တွေဒီ free VPN တွေကဟိုတစ်ခါကျရင်ခိုးယူပြီးတော့ပြန်ရောင်းစားတာမျိုးတွေရှိတတ်ပါတယ်အကြောင်းမို့ကျွန်တော်တို့ကိုယ်ပိုင် VPN ကိုယ်ပိုင် server ထောင်ပြီးတော့လုပ်ပြီးတော့တုံးတာတော့အကောင်းဆုံးလို့တော့ကျွန်တော်တို့ recommend ပေးပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့နံပါတ်2ကိုကျွန်တော်ကြည့်ပါမယ်နော်ကျွန်တော်ကလုံးမှာကျွန်တော်ဒီ Amazon.com ဆိုတဲ့ website ကိုကျွန်တော်တို့ကအခြေ
ဒီ online VPN ကိုကျွန်တော် generate လုပ်ရတဲ့ platform ၄ခုကိုကျွန်တော်တွေ့ရလိမ့်မယ်ကျွန်တော် Digital Ocean ရဲ့ Google Cloud Platform ရဲ့ကျွန်တော်အခုလုပ်မဲ့ Amazon Like Sales ဆိုတဲ့ဟာရဲ့ဒါသူ့ရဲ့ကိုယ်ပိုင်ဒီ outline က The Startup Online Anywhere ဆိုတဲ့နေရာ၄ခုဆိုကျွန်တော်တို့ကတွေ့ရတယ်ဆိုတော့အဲ့၄ခုထဲမှာကျွန်တော်တို့အခုသုံးမဲ့ကောင်ဒီကောင်လေးပေါ့နော်ဒီ Amazon Like Sales ဟာလေးကိုသုံးမှာဖြစ်ပါတယ် Okay ဆိုတော့ဟုတ်ပြီဒီကောင် print ထားပြီးပြီဆိုရင်ကျွန်တော် minimize တစ်ချက်ပြန်လုပ်လိုက်မယ်ပြီးကျွန်တော် website တွေကိုစသွားမယ်ပေါ့နော် Okay ဆိုတော့ဒီ home page မှာကျွန်တော်ဒီ create instance ဆိုတာလေးကိုကျွန်တော်နှိပ်မယ် Okay ဆိုတော့ကျွန်တော်ပထမဆုံးနေပြီးထိပ်ဆုံးမှာတွေ့ရတာ instant location ပေါ့နော်ကျွန်တော်ဒီမှာ change AWS region and availability zone ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ server ထောင်ပြီးသုံးလို့ရတဲ့နိုင်ငံတွေကိုပြနေတာဖြစ်ပါတယ်ဒီမှာဆိုရင်အိန္ဒိယလို့ပါမယ်တိုကျိုပါမယ်ပြီးတော့စင်ကာပူတွေပါမယ်ကိုရီးယားတွေပါမယ်လန်ဒန်တွေပါမယ်ပြီးနော်ဝေးတွေပါမယ်ပေါ့နော်ဒီနိုင်ငံတွေကိုကျွန်တော်တို့ကမိန်းစာကနေပြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Okay ဟုတ်ပြီဆိုတော့ဘေးနိုင်ငံတွေအကောင်းဆုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေရဲ့ server ကိုယူသုံးတာတော့အကောင်းဆုံးပေါ့နော်ပို့ပြီးတော့ line နဲ့ကောင်းတယ်ပေါ့နော်။အိန္ဒိယနိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိန္ဒိယနဲ့ကျွန်တော်ဒီစင်ကာပူပေါ့နော်နှစ်ခုရှိမှာပေါ့နော်။ဆိုတော့ကျွန်တော်ပထမဆုံးနေပြီးကျွန်တော်အိန္ဒိယကိုပဲကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အိန္ဒိယကိုကျွန်တော်ရွေးလိုက်မယ်။ ရွေးပါရှင်ကျွန်တော်တို့ select platform မှာကျွန်တော် Linux နဲ့ဒီ Microsoft ကိုမရွေးဘူးပေါ့နော်။ Microsoft ကိုမရွေးဘူးဒီ Linux ကိုကျွန်တော်ရွေးမယ်ရွေးပြီးကျွန်တော်တို့ operating system ကိုကျွန်တော်တို့ကအပြီးတော့သုံးမဲ့ကောင်ကျွန်တော်တို့ Ubuntu เนาะဒီ Ubuntu ကို latest version ကိုသုံးမှာဖြစ်တယ်ဆို Ubuntu latest version ကိုကျွန်တော်ရွေးမယ်ပြီးလို့ရှိရင်အောက်မှာကျွန်တော်ဘာမှမရွေးတော့ဘူးเนาะဒီ Slack ရဲ့ network type မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ IP စစ်ကိုမရွေးဘူးเนาะဒီ recommendation သူပေးတဲ့ဟာပဲကျွန်တော်ရွေးမယ်ပြီးရင်ဒီမှာ Slack เนาะဒီနေရာလေးတစ်ချက်တော့နားထောင်ပေးပါရေးကြည့်ရပါเนาะဆိုတော့ဒီမှာကျွန်တော်$5ကို
လို့ရမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာပြန်ပြီးတော့လေကို limit နဲ့တုံးလို့ရအောင်ဒီမှာ option ရှိရပါတော့အဲ့ကနေပြီးတော့ကျွန်တော်တို့ကလည်းဟိုဒီ key တစ်ခုကိုဘယ်လောက်ပဲတုံးမဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်ဒီမှာလာပြီးခွဲတန်းချလို့ရပါတယ်โอเคဟုတ်ပြီဆိုတော့ကျွန်တော်ခုန key နေရာကိုပြန်လာမယ်ဒီနေရာကိုကျွန်တော်နာမည်ပေးမှာပေါ့နော်ဒီ key ကိုကျွန်တော်နာမည်ပေးမှာဖြစ်ပါတယ်ဟိုမှာပြေကျွန်တော် 1ပေါ့နော် EMA 1လို့ကျွန်တော်နာမည်ပေးလိုက်မယ် EMA နံပါတ်1လို့ပြောရှင်ကျွန်တော် key ကိုကြည့်မယ်ဆိုရင်ဒီ share လေးကိုလာမယ် share လို့လာပြီးဒီအောက်မှာပေါ့နော်ဒီကောင်းပဲပေါ့နော်ဒီကောင်းပဲကျွန်တော်တို့အဓိက main မှာဒီ key နဲ့ကျွန်တော်တို့ကသုံးရမှာဖြစ်ပါတယ်တော့ hashtag ခံပြီးတော့ကျွန်တော်နာမည်ပြောင်းလို့ရပါတော့ကျွန်တော် ကျွန်တော်မှာပေးခဲ့နာမည်ပဲပြောင်းပြီးတော့ copy key နေပြီးတော့ကျွန်တော်ဒါဆိုတော့လေးနေလဲပါမယ်ဆိုတော့bye bye